ဒီနေ့မှာတော့ကျွန်တော် OP12 ကျွန်တော် booster pack တွေကကျန်တဲ့ဒီ single pack တွေကိုကျွန်တော်ဖောက်ပြအောင်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် booster pack တွေကျွန်တော်အများကြီးဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကနေပြီးကျွန်တော် voice over ပြောတဲ့အခါမှာပြင်းမှုရန်ကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့ကတော့ကျွန်တော် trade to ပါမှာပဲကျွန်တော်ထားပြီးပြောရမယ်ကျွန်တော်ဘက်ကိုစဖောက်လိုက်တဲ့ချိန်ပါကျနောက်ဆုံးကတ်ကအနီအောင်ဖြစ်နေတာဆိုလို့ရှိရင်တော့ကျွန်တော်တခု hit ဖြစ်တာကျွန်တော်ပါပြီ။ဘာလို့လဲဆိုတော့ဒီကောင်က leader cut ကိုသူကနောက်ဆုံးမှာထားထားတာဒါပေမဲ့အဲ့ကောင်ကကျွန်တော်တို့က leader ပတ်တယ်မှာကျွန်တော် AA ပေါ့နော် alternative add ကိုကျွန်တော်ပေးတာကျွန်တော် saver relay ကိုကျွန်တော်ဒီ alternative add leader cut ရတာဆိုကျွန်တော် hit ဖြစ်တဲ့ဟာတခုပေါက်သွားပြီဒီနေ့မှာကျွန်တော် alternative add တွေကနေပြီးတော့ကျွန်တော်တစ်ခုပေါက်ပြီးသွားဆိုတော့ one booster box တစ်ခုမှာတော့ alternative add နှစ်ခုပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာဆက်တွေ့ကြပါ